လူတဲ့လူတွေကလူခံနေရဲ့ဆိုစကားကိုနားလည်တတ်ရတယ်။အဲ့လိုနားလည်တတ်တဲ့လူကိုဝရညူလို့ခေါ်တယ်။တောင်းခြင်းဟူသည်ငိုသောမိ၏တောင်းရတယ်ဆိုတာငိုခြင်းတစ်မျိုးပါပဲ။တောင်းရတယ်ဆိုတာမကောင်းဘူးပေါ့။ feeling မကောင်းဘူးပေါ့။ငိုတာနဲ့တူတယ်ပေါ့။ထို့ပြင်တမူမပေးလူလဲငိုသူမိ၏အတောင်းခံရတဲ့လူကတစုံတစ်ခုကြောင့်မပေးနိုင်ဘူးဆိုတာကြီးကလည်းခံစားမှုမကောင်းအဲ့ဒါလည်းငိုခြင်းတစ်မျိုးပါပဲငိုရတာနဲ့တူပါတယ်တဲ့ပစ္စည်းမရှိလို့မပေးနိုင်တာဒါမှမဟုတ်လည်းနှမျောလို့မပေးနိုင်တာမပေးနိုင်တဲ့အဖြစ်ကြီးကလည်းပဲငိုတာနဲ့တူပါတယ်တဲ့အဆိုစကားရှိခဲ့ညာလို့အဲ့ဒီဆိုတဲ့စကားရှိတယ်ဘယ်မှာရှိတာတော့ဆိုတော့ဇတ်တော်ထဲမှာရှိတယ်အဲ့ဒီစကားရှိတော့တောင်းရတယ်ဆိုတာမကောင်းပါဘူးတဲ့မပေးတစ်ဖက်လူကမပေးနိုင်ကြတော့လည်းမကောင်းတော့အမောက်နှုတ်ဖျားမဆိုအားလဲအဲ့ဒါသိထားတဲ့လူတွေကကိုလိုပေမဲ့လို့နှုတ်ကပြောမထွက်ဘူးပေါ့နှုတ်ကပြောမထွက်ဘူးမိတ်ဆွေတယောက်ကဒုက္ခရောက်ပေမဲ့လို့တောင်းမို့ရာအတွက်ပြောမထွက်ဘူးအလူကပုဂ္ဂိုလ်ကသူ့မှာလိုနေပေမဲ့လို့တောင်းမို့ရာအတွက်ပြောမထွက်ဘူးပြောမထွက်တာကအထက်ကဆိုရိုးစကားလေးကြောင့်အဲ့လိုပြောမထွက်တာကိုပဲအမောက်နှုတ်ဖျားမဆိုအားလဲမောင်ရင်ရဲ့နှုတ်ဖျားကဆိုဖို့ရာအတွက်ပြောဆိုဖို့ရာအတွက်အားမရှိတော့လဲပဲမပြောနိုင်တော့လဲပဲငါနှလုံးသားစာနာနာနဲ့ငါကြားနေတယ်ကိုမိတ်ဆွေကိုရိတ်တကြီးကြီးကြည်နေတဲ့လူကတော့မဟုတ်လူကံပုဂ္ဂိုလ်ရဲ့အရေးကိုကြည်နေတဲ့လူကနှလုံးသားဆိုတဲ့စာနာတတ်တဲ့နားနဲ့မပြောတဲ့စကားတွေကိုကြားနိုင်ပါလေအဲ့လိုပြောမထွက်တာကိုပဲအမောက်နှုတ်ဖျားမဆိုအားလဲမောင်ရင်ရဲ့နှုတ်ဖျားကဆိုဖို့ရာအတွက်ပြောဆိုဖို့ရာအတွက်အားမရှိတော့လဲပဲမပြောနိုင်တော့လဲပဲငါနှလုံးသားစာနာနာနဲ့ငါကြားနေတယ်ကိုမိတ်ဆွေကိုရိတ်တကြီးကြီးကြည်နေတဲ့လူကတော့မဟုတ်လူကံပုဂ္ဂိုလ်ရဲ့အရေးကိုကြည်နေတဲ့လူကနှလုံးသားဆိုတဲ့စာနာတတ်တဲ့နားနဲ့မပြောတဲ့စကားတွေကိုကြားနိုင်ပါလေအခုလိုခက်ခဲဖြစ်တဲ့အချိန်မျိုးပေါ့အချိန်မျိုးမှာဒီလူတွေကလိုးနေလိမ့်မယ်မတောင်းတာကမတောင်းတာပဲပေါ့နော်ဘယ်လိုတွေလိုးနေလိမ့်မယ်စသဖြင့်